ဒီလူကတနာလီကိုဒေါ်လာ3000ထိရှာနိုင်သူပါတခါကဆိုရင်ဒေါ်လာ3000ရမယ့်အရေးပေါ်အလုပ်တစ်ခုအတွက်သူ့ဇနီးနဲ့တွားမဲ့ဟန်နီမွန်ခီးစဉ်ကိုတောင်ဖျက်ခဲ့ရပါတယ်သူကလေရင်မှုတယောက်တော့မဟုတ်ပါဘူးသူကတန်းနဲ့ချီတန်းနဲ့ကိုပိုင်ဂျက်လီယန်တွေကိုပြောင်လက်စင်ကြယ်နေအောင်နဲ့ပြန်တန်းဖို့အသင့်ထိနေအောင်လုပ်ပေးရတယ် private jet detailer တယောက်ပါလူအများစုကတော့သူ့အလုပ်ကိုလေရင်ဆေးရုံတင်တယ်လို့ပဲထင်ကြပေမယ့်တကယ်တမ်းကျတော့သူ့အလုပ်ကဂျက်လီယန်တစ်စင်းကိုခွဲစိတ်ကူတာပေးနေရတယ်လို့အနှုတ်စိတ်လာပါတယ်လေရင်ကိုယ်တဲ့ဘော်ကတင်းငယ်တဲ့အစင်းကြောင်းလေးတွေကိုရေဝင်သွားရင်တော့ကြီးမားတဲ့ဖေးအပ်နေဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မျက်နှာပြင်တိုင်းကိုလက်နဲ့ပဲအသေးစိတ်တန်ရှင်းရေးလုပ်ရပါတာပါအကယ်၍သူသာနေရာအမားကိုတမော်တစထိမိလိုက်ရင်ဒေါ်လာ30ထိလော်ကြီးပေးရမယ့်တာဝန်ရှိနေပါတယ်ဒီအလုပ်ကကြီးရသလောက်တော့တိတ်ပြီးမမိုက်လာပါဘူးသူကလေရင်အောက်ကျဲထိတွားဝင်ပြီးစီချေးတွေကိုချစ်ထုတ်ရတယ်လေရင် BI စားတွေကိုအယောင်တင်ရတယ်လို့တိုက်ယာတွေပြောင်းလက်လာတဲ့အထိတိုက်ချွတ်ရပါတယ်အဲ့ဒီနေရာတွေကဟိုက်ဒရိုလစ်အကြီးအများဆုံးရှိတဲ့နေရာဖြစ်လို့တန်ရှင်းရေးလို့ရတာအခြေအပေးရဆုံးပါပဲဒီလိုကျွမ်းကျင်သူတွေက24နာရီပတ်လုံးအသင့်ရှိနေရပြီးအရေးပေါ်အလုပ်ဆိုရင်တနာရီအတွင်းအရောက်သွားပေးရပါတယ်ဒါကြောင့်လဲသူတို့ရတဲ့လောက်ခလာစာကမယုံနိုင်စရာကောင်းလောက်အောင်များနေတာပါကဲတငယ်ချင်းတို့ရဘယ်လိုထင်လဲဒီအလုပ်ကခုထိလွယ်ကူနေတော့ဖဲလားဒီအလုပ်ကတကယ်ကျွမ်းကျင်ရင်တော့လုပ်ရဖို့ကမလွယ်ပါဘူးနော်ရှားပါအလုပ်ကင်တစ်ခုပါဗျာအားပေးတယ်ဆိုရင် like and share လေးလုပ်ပေးပါအောင်နော်